တရားရောက်စီကများချောကလက်များရောက်လာမလားလို့စောင့်နေတာ9နာရီတောင်ထိုးတော့မယ်ခုချိန်ဒီဘယ်ကချောကလက်လည်းမရောက်ဘယ် surprise လည်းမရောက်တိတ်တခုတော့မျိုးလင့်မိတာပေါ့နော်အော်ကိုဘသူများပေါ့နော်အဲ့လိုတတိတရားနဲ့များချောကလက်လေးတွေများကျွေးကြမလဲပေါ့လေမိုးသာချုပ်သွားတယ်ချောကလက်လည်းမပေါ်လာဘာလည်းမပေါ်လာငါ့ကိုချစ်တဲ့သူတွေကလည်းငါ့ကိုမပေးငါချစ်တဲ့သူတွေကလည်းငါ့ကိုမပေးဆိုတော့ဒီနေ့ကတော့ချောကလက်စားရမယ့်ကိန်းမတွေ့ပါဘူးကွယ်နင်တို့ရောချောကလက်တွေရကြပြီလား no တက္ကသိုလ်တက်တော့လို့လေချောကလက်လေးမစားချင်လို့မှအဆုံးပဲအဆောင်ပါကွာချောကလက်အများဆုံးရဆုံးကကျမပဲနော်သိလားအခုလိုပြောလို့အပိုလို့မထင်နဲ့မယုံကျမနဲ့အစားတူတက်ခဲ့တဲ့သူတွေမေးကြည့်နော်တကယ်စက္ကန့်ရနှစ်လောက်လေးကျမရဲ့ဟိုကဒင်းမှာဆိုလေချောကလက်တော့ပန်းစီတော့အယိုပုံသွားတာသိလားတဆောင်လုံးအံ့ဩတာအဲ့လောက်ထိကိုစမ်းပွင့်ခဲ့တာသိလားအဲ့ဒီချိန်တို့တည်ရလိုက်တာ